လေးလက်တက်ဟာပင်လယ်ရေမျက်နှာပြင်အထက်9843ပေကနေပြီးတော့မှဥမလေးလာအထိဆိုလို့ရှိရင်ပေပေါင်း19000ကျော်အထိမြင့်မာတဲ့အတွက် AMS ကိုလူတိုင်းနီးပါးခံစားရနိုင်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ခေါင်းကိုက်တာ၊ပြုတ်အန်တာ၊အစာစားခြင်းစိတ်နေပါတာ၊အိပ်မပျော်တာ၊မောပန်းလွှဲနေတာ၊အသက်ရှူမဝတာတို့ဖြစ်တတ်ပါတယ်။ AMS ကိုခံစားရတာသက်သာအောင်ကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။ရောက်ချင်းပထမ24နာရီကနေပြီးတော့မှ36နာရီအထိကောင်းကောင်းနားယူဖို့လိုအပ်ပါတယ်။အရက်တောက်တာ၊ဆေးလေးတောက်တာ၊ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုရှောင်ရမှာဖြစ်ပါတယ်။ရေများများတောက်ပေးပါ။ကလေးငယ်တွေနဲ့ယောဂအခန့်ရှိတဲ့သူတွေကတော့မတော်ခင်မှာသက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။လေမျိုးရဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ခရီးမသွားခင်3ရက်အလိုကတည်းကဆရာဝန်ညွှန်ကြားချက်ကိုရယူပြီးတော့မှ Diamos 250မီလီဂရမ်ကိုတစ်နေ့နှစ်ကြိမ်ကြိုတောက်လို့ရပါတယ်လို့လည်းကြေညာထားပါတယ်။ AMS ကိုပြင်းထန်စွာခံစားရတယ်ဆိုလို့ရှိရင်တော့လေမျိုးရဲ့စီယုံကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်။ AMS ကအသက်အန္တရာယ်ရှိတဲ့အထိဖြစ်လာနိုင်တာမို့လို့ကြိုတင်ကာကွယ်မှုတွေပြုလုပ်ပြီးတော့မှလက်တက်ကိုခရီးသွားကြဖို့လိုအပ်ပါတယ်။